မင်္ဂလာပါကျွန်တော်နာမည်ကညံလင်းအောင်ဖြစ်ပါတယ် AIC မှာ NCUK program နဲ့ Engineering Pathway ကို graduate ဖြစ်သွားတဲ့ကျောင်းသားဖြစ်ပါတယ်ကျွန်တော် IGCSE ဖြစ်နေတော့မှကျွန်တော်အမေက AIC ကကြော်ညာတဲ့ scholarship program လေးကိုတွေ့ရှိခဲ့တာပါအဲ့ဒါနဲ့ကျွန်တော်အမေနဲ့ကတောင်ကြီးကနေရန်ကုန်ကိုဒီ scholarship program လေးလာ participate ဖြစ်ခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်ဒေါ်လာ6500 scholarship ရရှိခဲ့တာအဲ့ဒါနဲ့ NCUK program ကိုတက်ဖြစ်ခဲ့တာပါဒါပေမဲ့ဒီကျောင်းက NCUK program ပဲရှိရတော့မဟုတ်ဘူး NCUK ရော OSSD program တွေရောရှိပါတယ်သို့တော့ကျွန်တော်က UK မှာကျောင်းသားတက်ဖို့ရည်ရွယ်ချက်ရှိတာမို့လို့ NCUK program ကိုရွေးချယ်ခဲ့တာပါကျွန်တော်ကျောင်းလေးက University of Salford, University of Sheffield, University of Leeds, University of Newcastle, University of Cardiff, UWE Bristol နဲ့ University of Bristol ကျောင်း9ကျောင်းကနေ offer ရရှိခဲ့ပါတယ် University 9ကျောင်းကနေ offer ရခဲ့တဲ့အချိန်တော့ကျွန်တော်ဝန်တာပါတယ်ဒါပေမဲ့ကျွန်တော်တော်တက်ရမယ့်ကျောင်းကတစ်ကျောင်းပဲဖြစ်တာမို့လို့ကျောင်းကအမတွေရောကျွန်တော်မိဘတွေနဲ့ရောတေချာစဉ်းစားလိုက်တဲ့အချိန်ကျွန်တော်တွားချင်တဲ့ကျောင်းက University of Bristol ဖြစ်တာမို့လို့အဲကျောင်းကပေးတဲ့ scholarship လေးကိုကျွန်တော်လျှောက်ခဲ့လိုက်ပါတယ်University of Bristol က UK မှာ top 10 ranking ဝင်တယ်လို့ graduate employability လဲကျောင်းကောင်းဆုံး5ကျောင်းထဲမှာလဲပါပါတယ်ပြီးတော့ကျွန်တော်က University of Bristol ရဲ့ scholarship 3နှစ်စာပေါင်3900လဲရရှိခဲ့လို့ University of Bristol ကိုရေးလိုက်တာပါ AIC မှာစာရီတီချလို့ကြပါပြီးတော့ AIC အလုပ်ပြီးရဲ့ activity ကိုလည်းမပြတ်မကွက်ပါဝင်ကြပါကျွန်တော်ဆိုရင် AIC က student council မှာ vice president အနေနဲ့လုပ်ခဲ့တာပါအဲ့လိုမျိုး opportunity ဆိုရင်လည်းလက်လို့မခံပါနဲ့ဘာလို့ဆိုတော့ဒီ memory တွေကခိထားတဲ့ဟာတွေပါကိုဘွားမှာတစ်ချိန်ပဲရရှိနိုင်တဲ့ memory တွေဖြစ်တာမို့လို့တခြားခိထားပါလို့ကျွန်တော် university 3နှစ်ပြီးရင်တော့ UK မှာ master ဆက်တက်ဖို့တော့ရည်ရွယ်ချက်ရှိပါတယ်အဲ့အပြင်တော့ကျွန်တော်ကအကြောင်းနဲ့ချိတ်ထားတဲ့ company တွေမှာ civil engineer နဲ့ပတ်သက်တဲ့အလုပ်ကိုဝင်လုပ်ဖို့ရည်ရွယ်ထားပါတယ်ကျွန်တော်ကအနာဂတ်မှာအောင်မြင်တဲ့ civil engineer တယောက်တော့ဖြစ်ချင်ပါတယ်University သွားဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေပြီးတော့ယာတီဥတုမတူတော့ကျွန်တော်လိုမဲ့အဝတ်အစားတွေအသုံးဆောင်တွေအကုန်လုံးပြင်ပြီးသွားပါပြီစိတ်တော့နည်းနည်းလောက်ရှာပါတယ်ဒါပေမဲ့ကျွန်တော်မှလည်း UK မှာရှိနေတာမို့တော့စိတ်ပူနေရတော့မရှိပါဘူးUK ကထိတ်တန့်တက္ကသိုလ်တွေကိုသွားချင်တယ်ချိန်တူတွေနဲ့အမြန်ဆုံးသွားချင်တယ်အမခံအပြည့်လည်းရှိတယ်အဲ၃ချက်ကိုရှာဖွေနေတဲ့သူတွေဆိုရင် AIC မှာရှိတဲ့ NCUK program ကိုလာတက်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်